number 4 Pray with the right motive เนาะสตอแต่สิ่งอย่างแรกซึ่งจะลบมันตามสตอเจ้าบาโซซึ่งจะเป็นมาเลย ကျေးဇူးတင်ပါတယ်ဒီနေ့ ဟိုနေ့ကျွန်တော်ဒီကိုလောက်တောင်းဆိုခြင်းနဲ့ဆောင်းမတန်းလေးခြင်းပါ လေးပါရ ဟာဆုံးပဲဟောကျွန်တော်အခန်းကြီးလေးအခန်းငယ်30မှာရတဲ့ကစီတော်၌ကိုနင်းချလို့ဆိုတာဒီယုံကြည်သူအတိုင်းဝဲမှာခဏကြားတဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကြားဖို့တလောက်ဆိုရင်တော့နင်းချချင်းဆိုတာဘာလဲအတိဒီသူ့ရဲ့နင်းချချင်းရဲ့အတိဘယ်ကဘာလဲဆိုတာစင်းလင်းအဲ့လိုမျိုးပြောတဲ့ဆရာမတွေကျွန်တော်မကြားဘူးသေးဘူးဒါပေမဲ့တိတိလို့မှာဆိုရင်กินยำเค็ดนะกินยำเค็ดรุ่นกินยำเค็ดတဲ့တော့ပန်းလာပုံနေကြည်တန်တော့အဲ့လိုခဏကြားတယ်ဒါပေမဲ့အဲ့ဒါလည်းဆွေးနွေးပြကြပါအောင်ဒီမှာဆရာမတို့နော်ဘယ်ရတကယ်လို့ချင်းနဲ့နင်းချချင်းဆိုတာကျွန်တော်အရင်တုန်းကတချို့ရှာနေရှင်မှာလည်းမေးဖို့တယ်ဒါပေမဲ့ကျွန်တော်လို့ချင်းနဲ့အဖေမဟုတ်ပဲနဲ့အဲ့လိုဘယ်လိုလဲအဖေမရသေးလို့ပြောမှာပဲနင်းချချင်းဆိုတာတော့ခဏတော့ကြားတယ်ကြားဖို့တယ်ကိုချင်းသေးပေါ့အဲ့ဒါဆွေးနွေးပြလို့ရမှာလားမအဲ့ဒါတောင်းဆိုချင်တယ် နဲ့ပြောင်းရတာငယ်ငယ်ဆရာဖွင့်လိုက်ပါစစ်တာနော်စစ်တာနော် အဲ့ဒီချစ်လေးအဲ့ဒီမှာဒီလိုဂျူနဲ့မလာဘူး ကိုတုံပြဆွေးနွေးပေးပါတဲ့ဆရာမတောင်းတယ်ကဲဖတ်လာပါအောင်အဲ့ဘက်ကအတန်လေး တရားမှန်ပြီးတော့ဆရာကြီးစာကျွန်းလုံးပဲပြောတာအဲ့ဒါလေးကျွန်တော်ပြောလိုက်မယ်နော်သူကပြောတာကျတော့ကျိုးတင်တတ်တယ်ကွာပြောတာရန်နေကြတယ်ဆိုမှထိုင်ပေါ်မှာတော့မထားဘူးထိုင်ကုန်ရှိရတဲ့မျိုးပြောရအဲ့ဒီရေရတဲ့ action ကိုအများအလေးပေးတာပေးတယ်သူ့မှာအဒီရတဲ့ပြောတယ်အခုကျွန်တော်ပြန်အောင်ပြောမယ်ကိုမှမရှိတာကိုအင်ဂျီကိုရှိတယ်တလည်းကိုတက်တိုင်းလက်အင်ဂျီရှိတယ်သူ့တော်လည်းအဲကြောင့်ပဲမှာအားလုံးပါဆိုမှအကောင့်လို့ဘောပဲနဲ့လောကဆက်တက်တယ်လို့ပြောပြီးတော့ငါအဲ့လိုလိုဟောတာဆိုလို့တော့ဘာလို့ဒီမှာဒီချာပြီးတော့တက်တယ်ပေါ့ ဟုတ်တယ်ကျွန်တော်တို့ဒီချင်းတုံပေါ့အဓိကချင်းတုံပါစိုးတယ်အဲ့လိုပဲခံယူကြတယ်လေကျွန်တော်ကိုယ်တိုင်လည်းချင်းတုံကနေဒီပြန်လာတဲ့ခါကျတော့နင်းချတယ်ဆိုတာကျွန်တော်ဆရာတွေကအတိပဲမရှင်းတော့ဘူးလေနင်းချဖို့กินยำเค็ดนี่ကြည်လာမယ်အဲ့လိုတော်တော်ငယ်တယ်အဆက်ပြောပါဆရာကြီးစာကျွန်းလုံးသူမတည်ခင်နောက်ဆုံးတရားဟောတဲ့ဖြစ်နေတယ်အဲ့ဒါကခြားသွားမှာအဲ့မှာသူပြောတာလည်းသဘောကျတယ်။နှိမ့်ချတာကဆရာရဲ့အလိုတော်နာခံနေတာပဲ။ဆရာရဲ့အုပ်စိုးခြင်းအဲ့ဒီဆရာအုပ်စိုးခြင်းအောက်မှာအလိုတော်အောက်မှာကိုယ်ကိုပေးဆောက်လိုက်တာပေါ့နော်။အဲ့ဆရာရဲ့အလိုတော်တိုင်းပေါ်လိုက်ရှောက်လိုက်တာ။အဲ့ဒါပဲ။ကိုယ်မှာကိုတို့အခုကျွန်တော်က9ရောက်ရှိမယ်။ပုံမှန်ဒီကျွန်တော်မှာရှိတယ်ပေါ့။အဲ့ဒါထိုင်ကြတယ်စင်ကြည့်တယ်။ဒါပေမဲ့ကျွန်တော်ကငါနှိမ့်ချပါဆိုမှဒီထိုင်ကုန်ရှိတဲ့သားနဲ့အောက်မှာထိုင်တာကတကယ်တော့ဒါနှိမ့်ချခြင်းမဟုတ်ဘူး။ထိုင်ကုန်ရှိတဲ့သားနဲ့ကျွန်တော်ထိုင်လိုက်ပါပဲ။အဲ့ဒါကဒီထိုင်ကုန်ရှိတဲ့သားနဲ့ကျွန်တော်ထိုင်ခြင်းမထိုင်ခြင်းကကျွန်တော်ရဲ့နှိမ့်ချခြင်းဖြစ်တယ်ပေါ့။တကယ်နှိမ့်ချခြင်းပြမြင်တာကဘုရားကပါပြောတယ်။ဘုရားရဲ့ပုံစိုးခြင်းအောက်မှာကိုကတိုးဝင်လိုက်တာ။ ဘုရားရဲ့အလိုတော်တိုင်းသက်ရှင်ဖို့နော် အသက်ရှင်နိုင်ဖို့ကို သက်ရှင်နိုင်ဖို့ ခွင့်ပေးလိုက်တာဥပမာဆိုရင်ရှင်ဘောလူတရားနဲ့သူတို့တွေ့တဲ့အချိန်မှာဓမ္မစတန်ကဓမ္မတော်ကိုမှဆိုတော့သူကဘုရားကိုပြောမှတယ်ဘုရားလို့ပြောတာသခင်လို့ပြောတာသခင်မှာတော့ဆိုတော့ညာနဲ့ပတ်သက်ပြီးတော့ပြောတယ်ဆိုကျွန်တော်ကဘုရားကိုဘုရားနေရာမှာထားတယ်ရှင်နေရာမှာထားတယ်အဲ့ဒါလည်းဆိုင်တယ်ဆိုတာကတော့ကိုယ့်ရဲ့ဆိုတော့ကျွန်တော်လူငယ်ထဲမှာအများကြီးဆက်တဲ့ရှင်ဆိုဆုံးဖြတ်မှရှင်မှာဖြစ်တယ်ဒါလေးလည်းတချင်းရတဲ့တော့ဒီလိုပုံမှန်တော့ဒီလိုလည်းကြည့်နေတယ်ကျွန်တော်တို့နည်းနည်းမြင်တတ်ဖို့အများကြီးရတယ်ပေါ့သူစီလိုရပဲစီလိုက်ပါလို့ကျွန်တော်နားလိုက်ဆိုတော့နှိမ့်ချခြင်းဆိုတာတော့တကယ်တော့အဲ့ဒီစာကျုံးပြောတဲ့သဘောတရား
တရားကိုယုံကြည်ပြီးလက်ခံယုံကြည်ပြီးတဲ့နောက်ပိုင်းမှာတော့ပြရတဲ့တာကငင်းချဖို့နာမယ်ဘုရားရှိပါနော်ငင်းချဖို့ဆိုတော့ကျွန်တော်အဲ့ဒီလိုမျိုးအသက်ရှင်နေပြီဆိုရင်ဘုရားရဲ့လိုတော်ဒီဖြစ်စဉ်ကျမ်းစာဖတ်မယ်ကျမ်းစာလေ့လာမယ်အဲ့ဒီဘုရားတကယ်လိုချင်တဲ့အသက်ရှင်ခြင်းဆိုတာဘာလဲဆိုတာကိုသိမယ်ဗောနော်အဲ့ဒီအတိုင်းအသက်ရှင်တာဗောနော်အဲ့လိုတော့နားလည်တယ် အဲ့ဒါအရှင်းဆုံးပဲလို့ကျွန်တော်ပြီးတယ် အဖေရတော့ဒီလား thì nó ra tôi về đấy mẹ sợ mà đâu là thật tiêu mẹ sợ nó ô tiêu chuyện đó anh rồi tiêu tiêu theo tiêu là cái sản rồi rồi tiêu phụ sĩ tiền là sản nó ra đấy tùy chủng ra con này တဆယ်မှာနော်ဟိုอ่ะ thì nó xuống rồi အခန်းကြီး chapter 4တစ်ခုလုံးမှာဒီလောကနဲ့ဆံတဲ့အရာတွေအကုန်လုံးကို desire ကိုရဲ့လူချင်းတဲ့ခြင်းတွေတော့ကိုကခက်ရန်ဖြစ်စေမဲ့အရာတွေပြီးတော့သူများကို judge လုပ်မဲ့အရာတွေဒီဟာတွေကိုညှင်းပယ်ပြီးမှဒီဟာတွေကိုအကုန်လုံးညှင်းပယ်တယ်ဆိုရင်ဒါနှိမ့်ချခြင်းလို့မှမြင်တယ်ဒီအရာနော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုရဲ့ desire အပေါ်မှာတက်တော့ကိုရဲ့ desire ကိုချိုးနေလိုက်တယ်ချိုးနေလိုက်တဲ့အခါမှာသူဘုရားရဲ့အုပ်ချုပ်ခြင်းကိုခံယူလိုက်တာခံယူလိုက်တဲ့အခါကျတော့ဒါတခုနှိမ့်ချခြင်းအရာပေါ့နော်တဲ့အခါကျတော့ John Stott ကပြောတယ်ဆိုတော့ John Stott ရဲ့နှိမ့်ချခြင်းကိုပြောတဲ့အရာကျတော့ Christ likeness နော်ယေရှုကဲ့သို့သောတရှိခြင်းတရပိတရယုံကြည်မိသားစုတွေကိုကတကယ်တော့ the cross လောကတိုင်းတော့အရင်တည်းရဲ့တကယ်လောကတိုင်းကိုမခံနိုင်တာနေရတဲ့နေတာအဲဒါကြောင့်နှိမ့်ချခြင်းဆိုတာတကယ်နေရတဲ့မှာယေရှုပုံကိုယေရှုကဲ့သို့သောအတ္တဖြစ်ရမယ် ဘာလဲခုနဆရာပြောတဲ့ဟာအဲ့ဒီလောကတိုက်ထားဖို့ဆိုရင်လည်းဘုရားလိုတော်တိုင်းအသက်ရှင်ခုနကျွန်တော်တော့တက်တာအဲ့လိုတချို့ဆိုဟုတ်တယ်အဲ့ဒီကိစ္စလည်းကျွန်တော်ဆုံးတယ်ချင်းလို့လောကတိုက်ထားဖို့ဆိုတော့ပေါ့တယ် thinking အဲ့ဒီတုတ်တန်ကြခန်းကြီး20ခန်းငယ်လေးမှာလေ humility is the fear of the Lord ဆိုတော့နှိမ့်ချခြင်းတွေထောက်ရတာကြောင့်ချက်ပြီးဆိုတော့ခုနကတူပဲထောက်ရဘုရားရဲ့တရားတော်ကိုလက်ချက်သက်ရှင်တော့နှိမ့်ချခြင်းစဉ်းတာနောက်ကပတ်တော်ပြောတာပေါ့ နှုတ်ကပတ်တော် ခုနကတော့ကိန်းတို့မြင်ရတဲ့အရာတွေပေါ့နော်အခုကျတော့နှုတ်ကပတ်တော်အရာပါဆိုတော့ဘုရားတရားတော့ကျွန်တော်တို့မကောင်းတဲ့အရာမှာတွေးဆောင်ပါအကောင်းတဲ့အရာတွေးဆောင်ပါဆိုတော့ဘုရားရဲ့စကားတော်ကိုနာခံလိုက်ရှောက်တဲ့ရှင်ကိုချခြင်းပဲဒါတော့ရှင်းဆုံးတဲ့စကားလုံးကြီးကတော့ ထောင်ပွင့်ပြောတယ်ဘုရားတကယ်ကိုဆုံးမကောင်းတဲ့ຢာတော့ဒီလိုစာသားတက်ပြီးတော့လည်းဒါမဲ့ကိုစာသားပြီးတယ်ဆိုတော့ကိုရဲ့မိတ်ဆွေကိုရဲ့အားနဲ့ချက်တွေနဲ့လည်းပြည်တယ်ကိုပါဆို case အနေနဲ့ဆိုရင်ကိုရဲ့တကယ်ရှိနေလို့ကိုရဲ့အရန်ဟိုတတ်ပတ်တဲ့ຢာတွေနဲ့အဲ့လိုမျိုးဆောင်စားနေဆိုကိုရဲ့ဘုရားတကယ်နဲ့ဉာဏ်ပြတာဆိုတော့အဲ့ဒါကိုကိုယ်က reject လုပ်လိုက်တယ်ဘုရားကြောင့်နှိမ့်ချခြင်းဆိုတာလည်းနေရာတိုင်းမှာ ဘောကစီဆန် ကစ်မှာပါဒီဘက်မှာလာလေ